များဖြစ်နေတာကျွန်တော်ပထမပြောခဲ့သလိုပါပဲကုမ္ပဏီတွေမှာဝန်ထမ်းတွေကကျွန်တော် AI တွေကိုကုမ္ပဏီမှာသုံးလိုက်တယ်ဆိုရင်တို့လုတ်ကင်ဒီ short သွားမလားပြီးတော့ဒီ KI တို့ကုမ္ပဏီမှာသုံးလိုက်တဲ့အတွက်ကုမ္ပဏီမှာကျွန်တော်တို့ဖြစ်ပေါ်လာမယ့်ဒီလုတ်ကင်ရဲ့ process တွေကလည်းပြောင်းလဲတဲ့ culture တွေကလည်းပြောင်းလဲသွားမယ်အဲ့ဒီအချိန်မှာဝန်ထမ်းတွေအဆွေးအမှုတွေကလည်းရှိလာမယ်အဲ့ဆိုလက်ရှိအကိုရဲ့နာမည်နဲ့ယာရုလေးရဲ့ကုမ္ပဏီလေးရဲ့တစ်ချက်မိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်နာမည်ကတော့ဦးဆိုင်နိုင်ဖြစ်ပါတယ်ဗျကျွန်တော်မြန်မာ World Distribution ရဲ့ Chief Technical Officer တာဝန်ထမ်းဆောင်နေပါတယ်လက်ရှိကျွန်တော်တို့မြန်မာ World AI ဆိုတဲ့ service လေးကိုလည်းကျွန်တော်တို့ launch လုပ်နေပါတယ်ခင်ဗျ AI driven future အတွက်ကိုပြင်ဆင်နေတဲ့အဖွဲ့အစည်းတွေမှာဘယ်လို challenge တွေရှိလဲသိပြရသေးရှင်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်တို့ဒီ AI ကိုကျွန်တော်တို့ကဒီသုံးမယ်ဆိုရင်ကျွန်တော်တို့က challenge တွေကဒီရှိတယ်ပေါ့နော်ရှိလေဆိုတာကဒီသုံးမဲ့ကုမ္ပဏီတွေနေရလဲကျွန်တော်တို့ကကျွန်တော်နိုင်ငံမှာပေါ့ဒီ infrastructure တွေဒီသုံးမဲ့ကုမ္ပဏီရဲ့ data တွေက ready မရှိဘူးပေါ့နော်ဆိုတော့တဲ့ဘောကဒီ AI ကိုကျွန်တော်တို့ကသုံးဖို့အတွက်ကျွန်တော်တို့မှာ data center တွေမှာထားပြီးတော့သုံးတာမျိုးတွေနောက်တစ်ခါကိုယ့်ရဲ့ data တွေကိုဒီ AI ထဲမှာထည့်ပြီးတော့ကိုယ့်ရဲ့ ကုမ္ပဏီကိုလုပ်နိုင်ဖို့အတွက်ကိုတန့်စင်တဲ့ data ပေါ့နော်ဒီ data cleaning project တွေက ready မဖြစ်သေးဘူးเนาะအဲ့လိုအခက်အခဲတွေလည်းရှိလာနိုင်တယ်နောက်တစ်ချက်ကကျွန်တော်တို့ KI ကိုတုံးတဲ့ခါကျတော့ဝန်ထမ်းတွေကနေပြီးတော့เนาะဒီပြဿနာလေးရှိလာတယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့သူတို့ကဒီ AI ကိုကုမ္ပဏီက flow တစ်ခုအနေနဲ့တုံးလိုက်တယ်ဆိုရင်ငါတို့များလောက်ကန်များအခက်အခဲတွေများဖြစ်လာနိုင်မလားဒီလိုဆိုရင်လည်းအခက်အခဲတွေရှိတယ်ဒါတွေကိုလည်းကျွန်တော်တို့ကထည့်သွင်းစဉ်းစားပြီးတော့ဖြေရှင်းရမယ်ပေါ့နော်ရေရှည်အတွက်တတိယအနေနဲ့ကတော့ကျွန်တော်ပြောချင်တာကဒီ AI ကိုဒီရေရှည်မှာသုံးဖို့ဆိုရင်ကျွန်တော်တို့ကငွေကြီးပေါ့နော်ဒီကုန်ကြစိတ်တွေရှိလာနိုင်တယ်အဲ့ဒါတွေကဘယ်ချိန်ပြန်ပေါ်မလဲဆိုတာကဒီကုမ္ပဏီတွေအတွက်ကပြောဖို့လောက်ကျိုးမြတ်ရမယ်ဆိုတာမှန်းဖို့ခက်တယ်ပေါ့နော်အဲ့လိုခက်ခဲတွေကရှိလာတဲ့အတွက်အဲ့ဒါတွေတကယ်လို့ AI ကိုကိုကသုံးမယ်ဆိုရင်ဒီလိုချက်လက်တွေကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်ခင်ဗျ AI readiness က technology issue မဟုတ်ဘဲနဲ့ leadership issue ဖြစ်လာရခြင်းအကြောင်းအရာတွေလည်းသိပြရသေးရှင်ကျွန်တော်တို့အခုဒီ AI ကိုပေါ့နော် technology issue မဟုတ်ဘဲနဲ့ leading issue ဖြစ်လာတာကကျွန်တော်တို့ကဒီ AI ကိုသုံးနေဆိုရင် ID ဌာနကပဲဆုံးဖြတ်ရမယ်ဆိုတဲ့ကိစ္စကမဟုတ်ပါဘူးဘာဖြစ်လဲဆိုတော့ကုမ္ပဏီရဲ့ရေရှည်မှာဗျူဟာနဲ့ကုမ္ပဏီရဲ့ဒီတိုးတက်မှုတွေအတွက်ကို planning လုပ်တဲ့အခါမှာအဓိကကဒီ high level တွေပေါ့နော် CEO တွေ CIO တွေကအဓိကဆုံးဖြတ်ရမှာပါသူတို့ကဒီ AI ကိုကောင်းကောင်းနားလည်ပြီးတော့မှဆုံးဖြတ်မှာပဲကုမ္ပဏီခြားကုမ္ပဏီနဲ့ရှင်းပြရမယ့်ခါကြလို့ရှိရင်သူတို့ကပို့ပြီးတော့ဒီ future plan တွေကိုချနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ AI ကိုကျွန်တော်တို့ကခေါင်းဆောင်ပိုင်းတွေကလည်းနားလည်နေသုံးဖို့လိုပါတယ်အဲ့လိုမသုံးဘဲနဲ့ကျွန်တော်တို့က AI ကိုခေါင်းဆောင်ပိုင်းတွေကဥဆောင်ပြီးတော့သုံးပြုဖို့လိုတယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ဒီများဖြစ်နေတာကျွန်တော်ပထမပြောခဲ့သလိုပါပဲကုမ္ပဏီတွေမှာဝန်ထမ်းတွေကကျွန်တော်တို့ AI တွေကိုကုမ္ပဏီမှာသုံးလိုက်တယ်ဆိုရင်တို့လုတ်ကင်ဒီ short သွားမလားပြီးတော့ဒီ KI တို့ကုမ္ပဏီမှာသုံးလိုက်တဲ့အတွက်ကုမ္ပဏီမှာကျွန်တော်တို့ဖြစ်ပေါ်လာမယ့်ဒီလုတ်ကင်ရဲ့ process တွေကလည်းပြောင်းလဲတဲ့ culture တွေကလည်းပြောင်းလဲသွားမယ်အဲ့ဒီအချိန်မှာဝန်ထမ်းတွေအဆွေးအမှုတွေကလည်းရှိလာမယ်အဲ့အဆွေးအမှုတွေကိုကျွန်တော်တို့ကပါပြောင်းအောင်ပေါ့နော်ဒီမဖြစ်အောင်ဆိုရင်ကျွန်တော်တို့ကကုမ္ပဏီမှာရှိတဲ့ high level တွေကနေသူတို့ဥဆောင်ပြီးတော့ဒီဟာကိုတက်ကြွသုံးပါပဲဝန်ထမ်းတွေအတွက်ကပိုအဆင်ပြေပါမယ်အဓိကကတော့ဒီ AI readiness အတွက်ကိုကျွန်တော်တို့ CEO တွေ CIO တွေကဒီမှာဥဆောင်ပြီးတော့တာဝန်ယူရမှာပဲဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီပေါ့နော်ဒီဟာက AI 2တစ်ခုပဲဖြစ်တယ်သို့တော့ဒီ AI 2တစ်ခုကလုပ်ငန်း process ကြီးတွေကိုအသစ်စမ်းဒီပြောင်းလဲသွားနိုင်တယ်ဖြစ်တဲ့အတွက်ဒီဆုံးဖြတ်ချက်တွေနဲ့ဒီလုပ်ငန်းတွေဆောင်ရွက်တက်ဖို့တက်ကလည်းဒီ high level တွေဖြစ်တဲ့ CEO တွေ CIO တွေမှာပဲတာဝန်ရှိပါတယ်ကျေးဇူးပါတယ်AI adoption လုပ်တဲ့အခါမှာရောအဖွဲ့အစည်းတွေအနေနဲ့အများဆုံးမှားလေးရှိတဲ့အမှားတွေရောဘာဖြစ်မလဲရှင်အဲ့မှာတော့အချက်3-4ချက်ရှိရပါတော့အများအပြားတော့ကျွန်တော်တို့ကဒီကုမ္ပဏီမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကကျွန်တော်တို့ AI သုံးလိုက်မယ် AI သုံးလိုက်ပြီးတော့ဒါပေမဲ့ကိုယ့်ကုမ္ပဏီရဲ့ဖြစ်တဲ့ပြဿနာကိုတေချာကကနနတည်ပြီးမှာပဲ AI သုံးသင့်ပါတယ်နောက်မို့ဆို AI ကြောင့်ပို့ပြီးတော့ရှုပ်ထွေးတာတွေလည်းဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ကဒီ AI ကိုသုံးတဲ့အခါမှာကိုကဒီ AI ပြောသမျှကိုနိုင်ပြီးတော့ထုတ်နေဖို့မလိုပါဘူး AI ကပြောတဲ့အကြောင်းအရာကမှန်လားမမှန်လားကိုယ့်ဘာကိုဆုံးဖြတ်ရပါအဲ့ဒီအကြောင်းအရာတေချာမှပဲ AI ခိုင်းတဲ့ဟာမျိုးလုပ်တင်လာပြီပေါ့နော်နောက်တစ်ခုကကြတော့ဒီ budget ပေါ့နော်ဒီ AI ကိုကျွန်တော်တို့ကတုံးလိုက်တယ်ဒါပေမဲ့ပြင်ရတဲ့ဟာကဘယ်ချိန်ပြင်ရမှန်းကျွန်တော်မသိနိုင်ဘူးအဲ့တော့တကယ်လို့သုံးမယ်ဆိုရင်အဲ့ဒါတွေပါလဲတေချာစဉ်းစားရပါမယ်ပေါ့နော်နောက်တစ်ခုချက်ကကြတော့ကျွန်တော်တို့ကဒီ AI ကိုသုံးပြီးတော့ POC ပေါ့နော်ကျွန်တော်ဌာနတစ်ခုအတွက်ကိုကျွန်တော်တို့ AI ကိုသုံးဖို့တက်စားပြီးတော့ POC လေးလုပ်ကြည့်လိုက်တယ်ဒါအောင်မြင်သွားတယ်ဒါပေမဲ့အဲ့ဌာနလေးအတွက်ပဲစဉ်းစားပြီးတော့အဲ့ဌာနလေးအောက်မှာလူ20-30ပဲရှိရဆိုတော့အဲ့ဌာနလေးအတွက်မှာဒီ AI ကိုသုံးချပြီးသင်ပြပြီးမဲ့ဒီကုမ္ပဏီတစ်ခုလုံးအတွက်မှာဆိုရင်လူ350အတွက်ကိုကျွန်တော်တို့ကြိုတင်စဉ်းစားပြီးတော့မလုပ်ထားတဲ့ခဲတာမျိုးတွေဆိုရင်လည်းကုမ္ပဏီရဲ့လုပ်ငန်းတွေကအခက်အခဲတွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါ AI သုံးပြီးတော့ဖြစ်လာနိုင်တဲ့ပြဿနာတွေပါခင်ဗျ